Mandalorian Chinese ကို download ဆွဲလိုက်ပါပေးထားတဲ့ကုတ်ကိုအသုံးပြုပြီးတော့အခမဲ့သင်ခန်းစာတွေကိုတောက်ဖွင့်နိုင်တဲ့အပြင် application ထဲမှာလည်း point 100ရရှိအောင်မှာဖြစ်ပါတယ်အရှိသင်ခန်းစာတွေမှာကရိယာရဲ့အတီပုံစံနဲ့အငင်းပုံစံတွေကိုပေါင်းစပ်ခြင်းအပြင်အတီပြုအငင်းမဲခွန်းပုံစံဖွဲ့စည်းလို့ရတယ်ဆိုတာသင်ခဲ့ပြီးပါပြီဥပမာ他是不是你爸爸သူကသင်အဖေဟုတ်လားမဟုတ်ဘူးလားသို့မဟုတ်你有没有姐姐သင်မှာအမရှိလားမရှိဘူးလားအချို့သောအခြေအနေတွေမှာကရိယာရဲ့အတီပုံစံနဲ့အငင်းပုံစံကိုစာကြောင်းရဲ့အနောက်ဆုံးမှာထည့်ပြီးမတူညီတဲ့အတီပြုအငင်းမဲခွန်းပုံစံကိုပြုလုပ်လို့ရပါတယ်အတီးအကျပြောပြရမယ်ဆိုရင်是不是ဖွဲ့စည်းပုံကိုစာကြောင်းရဲ့အနောက်ဆုံးမှာထားပြီးစာကြောင်းအရှိမရှိတဲ့အကြောင်းအရာကိုအတီးပြုမေးမြန်းလို့ရပါတယ်ဥပမာ你有2个妹妹是不是သင်မှာညီမလေး2ယောက်ရှိတယ်ဟုတ်လားမဟုတ်ဘူးလားသို့မဟုတ်သင်မှာညီမလေး2ယောက်ရှိတယ်ဟုတ်တယ်မလားတကယ်လို့အဖြေကဟုတ်တယ်ဆိုရင်是လို့ပြောလိုက်ရုံပါပဲအကယ်လို့အဖြေကအငင်းဆိုရင်不是မဟုတ်ဘူးလို့ဖြေရမှာပါပြီးမှအခြေအနေပေါ်မူတည်ပြီး不是ရဲ့အနောက်မှာအဖြေထပ်ထည့်ပြီးပြောပါမယ်ပုံအရဆိုရင်ကောင်လေးက不是我只有一个妹妹မဟုတ်ဘူးကျွန်တော်မှာညီမလေးတစ်ယောက်ပဲရှိတယ်လို့ပြန်ဖြေရမှာဖြစ်ပါတယ်နာမဝိသေသနရဲ့အတီနဲ့အငင်းပုံစံတွေကိုလည်းပေါင်းစပ်ပြီးအတီပြုအငင်းမဲခွန်းဝါကျပုံစံပြုလုပ်လို့ရပါတယ်ဥပမာ好နဲ့不好好不好ပုံစံကိုပုံမှန်အားဖြင့်အကြံပြုချက်ရဲ့အနောက်မှာထားတတ်ပါတယ်သူ့ရဲ့အရှိမရှိတဲ့အကြံပြုချက်ဆုံးဖြတ်ချက်သို့မဟုတ်အခြေအနေတစ်ခုခုကိုခွင့်ပြုချက်ရဖို့တောင်းခံတဲ့အခါမှာအသုံးပြုပါတယ်ဥပမာ明天来我家好不好မနက်ဖြန်ကျမအိမ်လာခဲ့ပါကောင်းလားမကောင်းဘူးလား好不好က formal မဟုတ်တဲ့အခြေအနေမျိုးမှာ okay လားဆိုပြီးမေးတဲ့ပုံစံဖြစ်ပါတယ်ဒီမေးခွန်းကိုအတည်ပြုပုံစံပြန်ဖြေမယ်ဆိုရင်好 okay လို့ပြန်ဖြေရုံပါပဲ不好က好ရဲ့အငင်းပုံစံဆိုပေမဲ့不好လို့ဓာတ်ရိုက်ပြန်ဖြေလိုက်ရင်တရုတ်ယဉ်ကျေးမှုအနေနဲ့ရိုင်းရာကျပါတယ်ဒါကြောင့်အကြံပြုချက်ကိုငင်းဆန်ဖို့အကောင်းဆုံးနည်းလမ်းကတော့တောင်းပန်ပြီးတော့အကြောင်းအရင်းတစ်ခုပေးခြင်းဖြစ်ပါတယ်ဥပမာတစ်ခုပြောပြရမယ်ဆိုရင်对不起我有事တောင်းပန်ပါတယ်ကျမမှာလုပ်စရာကိစ္စရှိတယ် Mandalorian Chinese ကို download ဆွဲလိုက်ပါပေးထားတဲ့ကုတ်ကိုအသုံးပြုပြီးတော့အခမဲ့သင်ခန်းစာတွေကိုတောက်ဖွင့်နိုင်တဲ့အပြင် application ထဲမှာလည်း point 100ရရှိအောင်မှာဖြစ်ပါတယ်